အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လူသိများပြီလူကြိုက်များနေတဲ့ခောက်ရံမျိုးလေးကိုတွားလဲပါမယ်တညအိတ်တွားလဲပါပါဆိုတော့တညအိတ်မှာကျွန်တော်တို့နေရာဘယ်နေရာတော့တွားနိုင်မလဲဆိုတာဆက်လက်ပြီးကြည့်ပေးကြပါဦးဒီခရီးကိုတော့ကျွန်တော်တို့ရွှေလန်းနဲ့တွားနေပါတယ်ခောက်ရံမျိုးလေးရောက်နေပြီကဲပထမဆုံးရောက်ရှိလာတဲ့နေရာလေးကတော့နာမည်ကြီးနေတဲ့ထိပ်မီဟုံးပါခောက်ရံပါဟုတ်ဝင်ကြီးကတယောက်ကို120ပေးရပါတယ်အဲထဲမှာဓပုံတော်တော်လေးပိုက်ရိုက်လို့လှရတယ်ပေါ့နော်ပြီးတော့ဒီလေရင်ထဲမှာစားတော့ဆိုင်ရှိတယ်ဆိုတော့သွားနေတယ်ပေါ့နော်ခောက်ရိုက်မှာတော်တော်လေးကိုခစ်စားနေရပေါ့လေရဲ့အတွင်းပိုင်းလေးထဲမှာပါခောက်ရရဲ့နည်းနည်း barrel view ပေးရမှာဆိုဖုံတော့တော်တော်များတယ်ဒီလေသာတော့လမ်းမှာကျွန်တော်တို့ထိုင်းဆိုင်ရဲ့ဒီဇိုင်းကိုဝင်ကြည့်လိုက်ပါတယ်ဟဲ့လူကယ်ဆိုင်လေးပါပဲဒီနေ့လေသာလေးစားပြီးဆိုတော့ဒီနည်းနည်းပူသေးတော့ coffee ဆိုင်လေးဒီဇိုင်းကိုခဏဝင်ပါတယ်ကော်ပီတိုင်လေးကပူတယ်မှာတဲ့နာမည်ကဆိုကော်ပီတိုင်လေးကတော့တေးလေးပါပဲဒီကော်ပီတိုင်လေးကတော့ resort နဲ့တွဲပွင့်ထားတာပါဆိုင်ရအကြီးမဟုတ်ပေမဲ့တော်တော်လေးထိုင်လို့ကောင်းတဲ့အိမ်ဆိုင်လေးလိုပဲနောက်တစ်နေရာကိုဆက်လက်ချီတက်ပါပြီဒီညနေရောက်ပြီဆိုတော့ကျွန်တော်တို့ခောက်ရံရဲ့လုံးဝမတော်မဖြစ်နေရတဲ့တစ်ခုဖြစ်တဲ့ဒီလေတလက်တွေရှိတဲ့နေရာပေါ့နော် windmill ဆိုတဲ့နေရာလေးကိုရောက်နေပါပြီဒီနားလမ်းလေးကလုံးဝကိုရီးယားဆန်ဆန်လေးနော်ကဲဒီမှာကျွန်တော်တို့စပိုင်းကိုဒီမှာငားပြီးတော့နားလေးတလက်တွေရှိနေတာမှာတော့စီပါတော့မယ်။နှစ်ယောက်စီးရည်ရှိရယ်။ဒီနားမှာဝင်းကြီးက relax တော်တော်ဖြစ်မယ်လို့ခံစားရပါတယ်။တကယ်ကိုလီတဟူးနဲ့ relax တော်တော်ဖြစ်ပါတယ်။ခေါက်ရင်သွားရင်ဒီနေရာလေးကိုဝင်ခဲ့ပါ။ကဲနောက်တစ်ခုကတော့ဒါကြီးကတော့လာယူနာအောင်တော်တော်လှပါတယ်။ဝါဒီနေရာကိုတော့ Toscana Valley လို့ခေါ်ပါတယ်။ဝင်သွားလိုက်တာနဲ့အီတလီမြို့ကိုရောက်သွားသလိုခံစားချက်မျိုးရမှာပါ။တဲစရာဟိုတယ်ရောစားစရာစားတော့တိုင်တွေလည်းအများကြီးပဲ fine dining တွေလည်းရှိပါတယ်။ကျွန်တော်ကတော့ညဘက်မှာရောက်သွားမှလို့ဆိုင်တွေတော်များတော့ပိတ်သွားပါပြီ။ဆိုတော့ဒီနေရာကိုသွားလိုက်မယ်ဆိုရင်မနက်တောင်မဟုတ်ရင်ညနေလောက်သွားတာပို့ပြီးတော့5အပြည့်ခံစားရမယ်လို့ထင်ပါတယ်။တစ်ခါလောက်ကိုရောက်တင်ပါတယ်တော့ highly recommend ပါ။အော်ဒီနေ့ကနောက်ကျသွားတော့စားတော့ဆိုင်တွေကဝင်လိုက်ရအောင်။ဒါကတော့တဲခဲ့တဲ့ Airbnb ရဲ့ room tour လေးတစ်ဖြတ်ပါခန်းကတော်တော်လေးလည်းကျယ်ပါတယ်ရေကူးကလည်းပါပါတယ်9ယောက်6ယောက်လောက်သွားမယ်ဆိုရင်တညအောင်မှာတယောက်ကိုဘတ်600 900လောက်ပဲကြာပါတယ်ဒီ2ကိုတော့နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်အဆုံးလေးကြည့်ပေးလို့ကျေးဇူးပါ